မီးတောက်နေတဲ့စက်ကူအပိုင်းစားထည့်ထားတဲ့ပလင်းဝဘော်ကိုပြုတ်ထားတဲ့ကြက်ဥတစ်လုံးတင်လိုက်ရင်ပလင်းထဲကလေဟာအပူကြောင့်ပွာလာပြီးအပြင်ကိုနည်းနည်းလျံထွက်သွားလာမို့ကြက်ဥလေဟာအပေါ်ကိုတုံတုံရီရီနဲ့ကြွတက်လာပါလိမ့်မယ်။ဒါပေမဲ့ပလင်းထဲကလေဟာပြန်အေးသွားတဲ့အခါမှာတော့ကြက်ဥကပလင်းဝါကိုပိတ်ထားတဲ့အတွက်အပြင်လေကအထဲကိုပြန်မဝင်နိုင်တော့ပဲလေဟာငကိုတဲ့ယော့နေသွားပါတယ်။ဒါကြောင့်ပလင်းထဲကလေဖိအားကယော့နေသွားပြီးအပြင်ဘက်ကလေဖိအားကပိုများနေလာကြောင်းကြက်ဥကိုအထဲကိုတွန်းပို့တဲ့အားတစ်ခုဖြစ်ပေါ်လာပါတယ်။အဲ့ဒီတွန်းအားကအတန့်အင့်များလာတဲ့အခါမှာတော့ကြက်ဥကိုပလင်းထဲရောက်အောင်အတင်းတွန်းထည့်လိုက်ပါတော့တယ်။ကြက်ဥကိုပလင်းထဲကနေပြန်ထုတ်ချင်ရင်တော့ပလင်းထဲကိုလေနွေးတွေဖိဖေးလိုက်ရုံပါပဲပလင်းထဲကလေဖိအားအရမ်းများလာတဲ့အခါကြက်ဥကိုအပြင်ကိုပြန်တွန်းထုတ်လိုက်တာကြောင့်ကြက်ဥဟာမပြတ်မစီးပဲပလင်းထဲကနေပြန်ထွက်လာမှာဖြစ်ပါတယ်ခုလိုမျိုး AI ဗီဒီယိုနဲ့ movie recap တွေကိုဘယ်လိုလုပ်လဲသိချင်ရင်တော့ follow လုပ်ထားကြနော်မအေးလို့လေးတွေ